တန်းနေရတန်တဲ့ကစားသမားကိုမွေးထုတ်ပေးလိုက်ပြန်တဲ့ Old Trafford ကွင်းတွေကကြောက်စရာကောင်းတဲ့ကွင်းလယ်နက်ဖျားကိုဗင်မိုင်နူအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မိတ်ဆွေတို့ရဲ့ကိုစိတ်နှလုံးသုံးပါးလုံးကိုစိတ်ချမ်းသာစေရမယ့်တင်ဆက်သူကိုကာကြီးပဲဖြစ်ပါတယ်တကယ်ကိုပဲကိုဗင်မိုင်နူတယောက်ကတန်းနေရတန်နေခဲ့ပါပြီလူငယ်ခြေတက်ကစားသမား PP ပဲကွင်းလယ်ပိုင်းကိုပိုင်နိုင်စွာကစားပြနေတာဆိုလို့ Premier League မှာလက်ချိုးရည်တွက်လို့ရပါတယ်တန်းနေရဘာလို့တန်တာလဲဆိုရင် Chelsea ကဝယ်ထားတဲ့ကွင်းလယ်လူကန်စီဒိုနဲ့ Enzo Fernandez တောင်တန်းတရာစီပေးရတာဆိုတော့သူတို့နှစ်ဦးထက်အသက်အရွယ်ရလဲငယ်ရွယ်ပြီးကစားအားလဲကောင်းနေဖြတ်ထိုးညံတဲ့ဘောလုံးစကေးတွေကလည်းအဆဆရရတာလုံနေတာကြောင့်ကိုဗင်မိုင်နူကတန်းနေရတန်သွားခဲ့ရတာပါအရင်နေ့ပြအမိုးရင်လက်ထက်မှာဆိုရင်မိုင်နူတယောက်နေရာလေးမရခဲ့တယ်လို့ခြေစွမ်းပိုင်းတွေကြာဆင်းခဲ့ရပြီးအသင်းကနေတော့ရောင်းထက်တော့မှလို့အငှားချတော့မှလို့နဲ့သူ့ရဲ့အနာဂတ်ဟာမှုံဝါသွားခဲ့ရပါတယ်ဒါပေမဲ့မိုင်နူရဲ့စမ်းပွဲချိန်ဟာတဖန်ပြန်ရောက်လာခဲ့ပြီးမန်ယူဘုတ်ဖဲဝင်ရဲ့နေပြအပြောင်းလဲပြုတ်လုံးမှုကြောင့်ပဲကာရစ်လက်ထက်မှာပုံမှန်ပွဲထွက်ခွင့်ရခဲ့တယ်လို့ခြေစွမ်းပိုင်းဟာဆိုရင်လည်းတကယ်ကိုပဲကောင်းမွန်လာခဲ့ကဗရန်များမှန်ရင်နုမနစ်ချောင်းကိုတက်တည်ပြနိုင်ခဲ့ပါတယ်ပြီးခဲ့တဲ့ပွဲမှာဆိုရင်လည်းလီဗာပူးဘက်ကိုအသေးကွဲကိုသွင်းယူခဲ့ပြီးမန်ယူအတွက်အနိုင်3မှတ်ရယူနိုင်ခဲ့တဲ့အပြင်အဆင့်3နေရာမှာတည်ငြိမ်ဖို့ရအတွက်ကိုဗင်မိုင်နူတယောက်လုံးပြသွားခဲ့တာဆိုရင်လည်းမန်ယူပရိသတ်တွေအတွက်တော့အားရကြည်နူးစရာကောင်းလာပါတယ်မိုင်နူကအရင်တော့ကမိုင်နူမဟုတ်တော့ပါဘူးကက်စမဲရိုတို့ဘရူနိုဖာနန်ဒက်တို့ခေတ်လွန်မှာတကယ်ကိုထွန်းလဲတောက်ပလာအောင်မဲ့မီဂယ်လေးတခဲပါသူ့ရဲ့အကျဉ်းစရိုက်နဲ့ဇာရိတာတွေသာပြဖို့မသွားခဲ့ရင်အဲ့ဒီမီဂယ်လေးကဥရောပတခွင်မှာဖလားဆောင်သိမ်းပိုက်နိုင်မဲ့မီးတောက်လေးဖြစ်လာအောင်မှမြေကြီးလက်ခတ်မလွဲပါပဲ